မင်္ဂလာပါကလေးတို့ရေဒီကနေ့မှာတော့ Story for Kids Channel လေးကနေပြီးတော့ကလေးတို့အတွက်စိတ်ခွန်အားဖြစ်စေမယ့်ပုံမြင်လေးတစ်ပုဒ်ကိုပြပြချင်ပါတယ်။အဲ့ပုံမြင်လေးရဲ့နာမည်ကတော့နောက်ဆုံးမြို့တော်တွေကတင်ပြလေးတဲ့။တခါတော့ကပေါ့ကွယ်အယုတ်တွေရဲ့ကဘာမှာရောင်စုံမြို့တော်ဆိုတဲ့အယုတ်မြို့တော်လေးတစ်ခုရှိဘူးလေကွ။အဲ့ဒီအယုတ်မြို့တော်ကြီးမှာရွှေရောင်ဝင်းနေတဲ့မင်းသားရုပ်လေးတွေစိတ်နေစီးထားတဲ့မင်းသမီးရုပ်လေးတွေနောက်ပြီးတော့အရန်ကိုလှပတဲ့အယုတ်လေးများစွာနေကြတာပေါ့ကွယ်ရွှေရောင်ဝင်းနေတဲ့မင်းသားရုပ်ကလေးကတော့အရှိန်ဝါတွေနဲ့ပြည့်စုံနေတယ်နောက်ပြီးတော့လေစိတ်နေစီးထားတဲ့အယုတ်ကလေးတွေကတလက်လက်နဲ့တောက်ပနေကြတယ်ကွနောက်ပြီးအတောင်မှန်ပါတဲ့နတ်သမီးရုပ်ကလေးတွေနတ်သားရုပ်လေးတွေကလည်းပြန်တတ်နိုင်ကြသေးတယ်ဒါပေမဲ့သူတို့ထဲမှာရွှွန့်စည်းနဲ့လှုပ်ထားတဲ့တိမ်ပြားဆိုတဲ့အယုတ်လေးတစ်ယုတ်လည်းရှိတာပေါ့ကွယ်။သူကတော့တခြားအယုတ်ကလေးနဲ့မတူပဲထူးခြားနေတာပေါ့။ဘာကြောင့်လဲထူးခြားနေလဲဆိုတော့သူကအညိုရောင်ရွှွန့်စည်းရွှွန့်သားတွေနဲ့ပဲထုတ်လုပ်ထားတဲ့ရွှွန့်ရုပ်ကလေးတစ်ရုတ်ဖြစ်နေလို့ပေါ့ကွယ်။ဒီအယုတ်မြို့တော်ကြီးမှာဆိုလို့ရှိရင်လေညနေဆောင်လို့ရှိရင်အယုတ်တွေအားလုံးကစုပေါင်းပြီးတော့ကစားကြတယ်ကွ။တိမ်ပြားလေးကတော့အဝေးကနေပဲငေးကြည့်နေရရှာတာပေါ့ကွယ်။သူကတငယ်ချင်းဖြစ်ချင်းလို့အနားကိုသွားရင်ဟေးရွှွန်တုံးလေးမင်းကငါတို့နဲ့မတူဘူးမင်းငါတို့ကိုတို့မိထိမိလို့ရှိရင်ငါတို့ရဲ့ရွှေရောင်လေးညစ်ပတ်ကုန်လိမ့်မယ်လို့ရွှေမင်းသားရုပ်လေးကနှာခေါင်းရှုပ်ပြီးပြောတာပေါ့တိမ်ပြာကိုသူတို့ကအယုတ်လေးလိုတော့မခေါ်ကြဘူးကွရွှွန်တုံးလေးလိုပဲခေါ်ကြတယ်တခါတလေသူတို့ကတိမ်ပြာလေးကိုအယူလောက်ကြသေးတယ်ကိုတစ်ပင်ပေါ်မှာမင်းအတွက်လက်ဆောင်ရှိတက်ယူကြည့်ပါလားလို့ပြောတော့တိမ်ပြာလေးခမညာတစ်ပင်ပေါ်တက်ရင်ပြုတ်ကြလို့ရွှွစည်းသားလေးတွေပဲ့ထွက်သွားတဲ့အခါမှာသူတို့ကဝိုင်းရင်ကြသေးတယ်ကွတိမ်ပြာလေးဟာတငယ်ချင်းတွေကြားထဲမှာရှိနေပြီမဲ့တကယ်တော့တယောက်တည်းနေရတာထပ်ပို့ပြီးအထီးကျန်နေခဲ့တာပါကွတညမှာတော့တိမ်ပြားလေးကပန်းချံရဲ့ထောင်းတနေရာမှာထိုင်ပြီးငိုနေခဲ့တယ်ငါဘာလို့သူတို့လိုမပြေဆုံးရတာလဲငါဘာလို့ရုပ်ဆိုးနေရတာလဲလို့တွေးပြီးဝမ်းနေတုန်းမှာပဲအလွန်နူးညံ့တဲ့ဟိုတယောက်ရောက်လာခဲ့တယ်အဖိုးကတိမ်ပြားရဲ့ပဲ့နီးတဲ့ပခုံးလေးကိုတာယာလေးပုတ်တက်ပြီးရင်လည်းမာမီသူတို့ပြောတဲ့စကားတွေကမင်းရဲ့တန်ဖိုးမဟုတ်ဘူးသူတို့ကမင်းရဲ့အပြင်ကိုယ်ကိုပဲမြင်ကြတာမင်းရဲ့အတွင်းထဲမှာဘာရှိလဲဆိုတာမင်းကိုယ်တိုင်မြင်ဘူးလားလို့မေးလိုက်တယ်အဖိုးကသူ့ရဲ့အိတ်ထဲကနေပြီးတော့တန်ကြီးတက်နေတဲ့မှန်ဟောင်းလေးတစ်ချက်ကိုထုတ်ပေးလိုက်တယ်မှန်ထဲကိုတခြားကြည့်လိုက်စမ်းလို့အဖိုးကပြောတာပေါ့တိမ်မြန်လေးကမှန်ထဲကိုကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ညွညွညင်းညင်းရွှွန်စည်းခန္ဓာကိုယ်ကြီးကတောက်ွယ်သွားပြီးအလွန်ကိုတောက်ပါတဲ့အလင်းတန်းလေးသုံးခုကိုတွေးလိုက်ရတယ်ခွပထမအလင်းတန်းလေးကတော့အပြာရောင်လေးတဲ့ဒါကတော့သူကသူ့တစ်ပါးကိုအမြဲခွတ်လွတ်တတ်တဲ့တီးခတ်ခြင်းဆိုတဲ့အလင်းရောင်လေးပေါ့ကွယ်ဒုတိယအလင်းရောင်လေးကတော့ရွှေရောင်လေးပေါ့ကွယ်ဒါကတော့လှောင်ပြောင်သူတွေကိုတော့မုန်းတီးခြင်းမရှိတဲ့မေတ္တာအလင်းရောင်လေးပါလို့တတိယအလင်းတန်းလေးကတော့ဖြူစင်ခြင်းအလင်းတန်းလေးပေါ့ကွယ်ဒါကတော့ဘယ်တော့မှမလိမ်ညာတတ်တဲ့ယူသားခြင်းအလင်းရောင်လေးပဲဖြစ်ပါတယ်ငါမီးအပြင်ပန်းကစီရီတွေစိန်တွေဟာတနေ့မှအယောင်မှိန်သွားလိမ့်မယ်ဒါပေမဲ့မင်းရဲ့ရင်ပတ်ထဲမှာရှိနေတဲ့ဒီအလင်းတန်းတွေကတော့ဘယ်တော့မှမမှိန်သွားဘူးမင်းဟာတကယ်တော့ရွှွန်တုံးမဟုတ်ဘူးအရန်ကိုအဖို့တန်တဲ့ရတနာလေးတစ်ခုပါပဲလို့အဖိုးကပြောပြခဲ့တာပေါ့ကွယ်နောက်နေ့ကစားပြီးတိမ်ပြာလေးဟာပြောင်းလဲသွားတော့တယ်တငယ်ချင်းတွေကြားထဲမှာနေပြီးတငယ်ချင်းတွေကဟေးရွှွန်တုံးမင်းရုပ်ဆိုးလိုက်တာကွာလို့အောင်ပြောင်းလို့ရှိရင်တောင်းပါလေ။ तू ကခေါင်းလို့မနေတော့ဘူး။ तू ကပြုံးပြုံးလေးပဲပြန်ကြည့်နေလိုက်တယ်။သူ့ရဲ့မျက်လုံးတွေထဲမှာယုံကြည်မှုတွေပြည့်နေတာကိုလည်းတွေ့ရတယ်။နိုင်ကျင့်တတ်တဲ့အယုတ်ကလေးတွေကတောင်မှအော်သွားကြတာပေါ့။ဒီနေ့မှာပန်းချံတွေကိုကလေးလေးတစ်ယောက်ရောက်လာခဲ့တယ်။အဲ့ကလေးလေးကအရန်လှပတဲ့မင်းသားရုပ်မင်းသမီးရုပ်လေးတွေကိုကြည့်ပြီးဒါလေးတွေကလှတော့လှတယ်ဒါပေမဲ့ကြီးရတာအင်းဆက်လုံးလေးလို့ပြောတယ်။နောက်ဆုံးမှာကလေးကတိမ်ပြာလေးကိုမြင်သွားတယ်။အိုးဒီရွှွန်စည်းရုပ်လေးကကြည့်ရတာအရန်ကိုနှွေးထွေးပြီးချစ်ဖို့ကောင်းတာပဲ။သူ့ကိုကြည့်ရတာငါ့ကိုနားလည်ပြီးမဲ့တငယ်ချင်းစစ်လေးလိုပဲလို့ပြောပြီးတိမ်ပြာလေးကိုတယူတရာပွေးပိုက်သွားတော့လေကွယ်။ကလေးတို့ရေပုံမြင်လေးကိုကျန်းကျင်တက်ကြရလားခွယ်။ကလေးတို့လည်းတိမ်ပြာလေးလိုဝမ်းနဲ့အားငယ်နေရရင်
ဝမ်းနေမနေပဲနဲ့ယူသားဆောင်နဲ့ကိုယ့်ကိုယ်ကိုရင်လို့တန်ဖိုးထားရမယ်နော်။တင်ပြလေးလူကိုပဲဘယ်ချင်းမှာပဲရှိနေပါစေတတိခွန်အားကိုကိုင်ဆွဲရင်တိခဲခြင်းမေတ္တာတရားတွေနဲ့ယူသားခြင်းဆိုတဲ့အလင်းရောင်လေးတွေတောက်ပနိုင်ကြပါစေကွယ်